ကိုဖုန်းလည်းမဆက်ဘူးဖေးရနေလာတယ် ဒီမှာလေမင်္ဂလာဖိတ်စာနမူနာရပြီပေါ့ယူရချလေးလာပြရော့စီတန်းညလိုက်ကြည့်ပါ စိတ်တယ်ကိုဒီဒီဇိုင်းလေးပဲအဲ့လိုက်မယ်နော် ချလေးစီတန်းညပြီး ပြီးတော့ချစ်လေးတို့မင်းသားဆောင်ပြီးသွားရင်ဟန်နီမူပဲသွားကြမယ်ကို ဟန်နီမူန်ချလေးရဲ့ကိုကဓလာအော်ဒီမကြမကြခီးထွက်နေရဟန်နီမူန်ထွက်ဘလို့သေးလို့ ဟာကိုကလည်းလူတာပေါ့ဟန်နီမူဆိုတာမင်းသားမဆောင်ခင်ထွက်တဲ့ခင်းနဲ့တူမမတူတာမင်းသားဆောင်ပြီးဟန်နီမူထွက်တော့မှကိုနဲ့ချစ်လေးကပို့ပြီးတော့အမှတ်တရလေးဖြစ်မယ်ရိုမန်တစ်ဆန်တဲ့ခရီးလေးလည်းဖြစ်မယ်ကိုကလည်း ချလေးရဲ့ကိုနဲ့ချလေးကြမှာဟန်နီမူန်ရေးမကြည့်ပါဘူးကွာတသက်လုံးတူတူနေတော့ဘာပိုရေးကြည့်ရအောင်ပြီးတော့မင်္ဂလာပွဲဆိုလို့ရှိရင်လည်းကို9ဘွဲတော့စီစဉ်ထားတာလေဟိုဟန်နီမူန်ထွက်လိုက်မယ်ဆိုလို့ရှိရင်ဘတ်ဂျက်ကတိတ်မလောက်ရှင်တော့ချလေးဟိုနောက်မှပတ်စံစုပြီးတော့ဟန်နီမူန်ထွက်ကြမယ်နော် ကိုကလည်းအဲ့ဆိုလည်းဘက်ချက်နေနဲ့တွားလို့ရရင်အောင်ရှာမှာပေါ့ ချလေးရလေကွာဒီကေကြီးမှာဘတ်ဂျက်နည်းနည်းနဲ့သွားလို့ရမယ်နေဘာမှရှိမှာလဲ အဲ့တော့ဘယ်လိုသိမှာလဲဒီတိုင်းပဲလေးလာစုံစမ်းရမှာပေါ့ကိုကလည်း အဲ့ဆိုလို့မိမသားမစုံစမ်းလိုက်တော့ကွာ ကိုချစ်လေးကိုဘယ်လိုခေါ်လိုက်တာမင်းဟုတ်လား ဟုတ်တယ်လေနေရကမင်းသမမင်းဆန်သားတွေပဲဒီလောက်ထိမင်္ဂလာပွဲဆိုလဲ9ဘွဲတော့စီစဉ်ထားတာမင်းကမကျင်တတ်နိုင်သေးဘူးဟာနီမူန်ထွက်လိုက်ရှင်သေးတယ် အော်ကျမတို့မိန်းမတွေကမင်္ဂလာဆောင်တာတသက်မှာတစ်ခါပဲလုပ်ရတယ်အဲ့တော့ရှေ့ကမလုပ်ပေးချင်ဘူးလား ဟာရှင်ဟဲ့လား ဘာလဲရှေ့ကယူတော့မယူရသေးဘူးလက်ပါချင်တဲ့သဘောလားဟုတ်လား တော်ပြီကွာ Wherever you go together with me and Fall.